မိတ်ဆွေများအားလုံးပဲမင်္ဂလာပါအခုတစ်ခေါက်ကတော့ဗော Note ဆက်ကလေးကိုဒါသူ့ရဲ့ CPU နံပါတ်လေးကြည့်ပြီးတော့ firmware ပြန်တင်တာဗောနော် firmware တော့တော်တော်တင်လိုက်ရတယ်4-5ပိုင်းလောက်က model နံပါတ်တူတဲ့ CPU တူရသားနဲ့ firmware မအောင်တာနဲ့အဲ့ဒါနဲ့ 896 Max ဆိုတဲ့ firmware ကCPU နံပါတ်နဲ့တိုက်ပြီးတော့အဲ့ကောင်ပြန်ရှာပြီးတော့တင်လိုက်မှပဲနှုတ်မှာသွားပြီးတော့အဆင်ပြေတော့တယ်အခုဆိုရင်ဒါ firmware ကရေးပြီးသွားပြီအဆင်ပြေသွားပြီအဲ့ဒီမှာတခါထပ်ပြီးတော့Wi-Fi နေရမရYouTube တွေ update ဖြစ်မဖြစ်အကုန်လုံးပြန်စစ်ပြီးတော့မှအားလုံးအဆင်ပြေပြီဆိုတော့ဘာပြောဒီ Note firmware နဲ့ခုနက 905L နဲ့ကဒါအဆင်ပြေသွားတဲ့အတွက်လက်ရှိဒီ firmware လေးနဲ့ကြိုက်သွားပါပြီဆက်များဝယ်ယူခြင်းစာပေပြည့်ခြင်းများအတွက်ဖုန်းနံပါတ်ကိုတင်ပေးထားပါတယ်93135556ဆရာစောရန်ကုန် online ဖြစ်ပါတယ်ဆက်များဝယ်ယူခြင်းမှာကကိုယ်တိုင်လာရောက်ဝယ်ယူပြီးတော့ကြည့်ရှုလေ့လာနိုင်ပါတယ်မိတ်ဆွေများအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာဒါကတော့တခါတည်း YouTube မှာလည်းကျွန်တော်ကြည့်ပါရပါတယ်တခါတည်းဖတ်ပေးပါတယ်เนาะဒီတချို့အကောက်ထည့်ခြင်းနေဆိုရင်ကြည့်ပါတခါတည်းတန်းဖတ်လို့ရပါတယ်ဘောဝဲထည့်ခြင်းနေရုပ်ရှင်စကားစာတမ်းဥစကားများကြည့်ခြင်းများတယ်လည်းအကောက်ဝယ်ပြီးပေးပါတယ်ခင်ဗျာတချို့ဘောလုံးဝဲကြည့်တဲ့ဝါသနာရှင်တွေအတွက်လည်းကျွန်တော်တို့တစ်နှစ်စာဝယ်ပေးပါတယ်ရုပ်ရှင်ကြည့်ခြင်းတဲ့ဝန်ရှိများအတွက်လည်းအနည်းဆုံး3လနဲ့စဝယ်ပြီးတော့ကြည့်လို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာတချို့ဆက်နဲ့ပတ်သက်ပြီးတော့ဒီ Android ပေါက်အသုံးပြုနည်းတွေကျွန်တော်တို့ဒီ Android ပေါက်ကျူဟာဖတ်နည်းတွေ Android ပေါက်နဲ့ပတ်သက်တဲ့ဒီပေါ့နော်ကျွန်တော်တရားအတိုင်းချိန်နည်းတွေကိုကျွန်တော် YouTube မှာဆိုရင်ဆရာတော်ရန်ကုန်ဆိုပြီးတော့ channel တစ်ခုဖွင့်ထားပါတယ်အဲ့ဒီမှာလည်းဝင်ရောက်ပြီးတော့လေ့လာနိုင်ပါတယ်မိတ်ဆွေများအားလုံးပဲကျေးဇူးတင်ပါတယ်